ဘီဘယ်ကတခိုးကိုဖော်ထုတ်ခြင်းတနေ့မနက်ခင်းတွင်ဧကရစ်အက္ကဘာ၏နန်းတော်ရှိဝင်ကြီးတဦးသည်နန်းတော်အစည်းအဝေးခန်းမသို့ရောက်လာပြီးမနေ့ညကမိမိ၏အဖိုးတန်ပစ္စည်းများအားလုံးကိုတခိုးတစ်ယောက်ခိုးယူသွားကြောင်းဧကရစ်အားလျှောက်တင်ခဲ့သည်ထိုသတင်းကိုကြားရသောအခါအက္ကဘာသည်အလွန်အံ့ဩသွားသည့်အကြောင်းမှာထိုဝင်ကြီးနေထိုင်သည့်နေရာသည်နိုင်ငံအတွင်းအလုံခြုံဆုံးနေရာဖြစ်သောကြောင့်ဖြစ်သည်ထို့နောက်အက္ကဘာသည်ဘီဘယ်ကိုအမှုအားဖြေရှင်းပေးရန်ဖိတ်ခေါ်လိုက်သည်အက္ကဘာကအပြင်လူတစ်ယောက်ကဝင်ကြီးအိမ်ထဲဝင်ပြီးအဖိုးတန်ပစ္စည်းတွေကိုခိုးသွားနိုင်တာမဖြစ်နိုင်ဘူးဒီအမားကိုကျူးလွန်သူဟာနန်းတော်ထဲကဝင်ကြီးတစ်ယောက်ပဲဖြစ်ရမယ်ဟုဆိုသည်ထို့နောက်မြီးတကောင်ကိုတိုင်တိုင်တွင်ခြိထားစေပြီးနန်းတွင်းသားအားလုံးကိုမြီး၏အမီးကိုကင်ကားကျွန်ုပ်မခိုးပါဟုပြောခိုင်းသည်ဘီဘယ်ကလည်းဒါမှသာတရားခံကိုဖော်ထုတ်နိုင်မယ်ဟုထပ်ပြောသည်အားလုံးပြီးဆုံးသွားသောအခါဘီဘယ်သည်နန်းတွင်းသားများအားမိမိတို့၏လက်ဖွားကိုပြခိုင်းသည်အလမ်ခင်တယောက်မှအပကြံသူအားလုံး၏လက်ဖွားတွင်အနက်ရောင်ဆေးစုံများတွေ့ရသည်အမှန်မှာဘီဘယ်သည်မြီး၏အမီးကိုအနက်ရောင်ဆေးတုပ်ထားခဲ့ခြင်းဖြစ်သည်တရားခံဖြစ်သောဝင်ကြီးသည်ကြောက်လန့်သဖြင့်မြီး၏အမီးကိုလုံးဝမထိခဲ့ပေထို့သောဖြင့်ဘီဘယ်သည်မိမိ၏ဉာဏ်ပညာကိုနောက်တစ်ကြိမ်သက်သေပြနိုင်ခဲ့ပြီးဧကရစ်ထံမှရွှေဒင်္ဂါ1000ကိုစုအဖြစ်ချီးမြှင့်ခံခဲ့ရသည်